မြန်မာနိုင်ငံတွင်တမန်ကြားဟူသည့်ထူးခြားသည့်တရဝတစ်မျိုးရှိခဲ့ဘူးသည်ဟုဖတ်မှတ်ကြားနာခဲ့ရဘူးပါသည်ထို့အကြောင်းအရာမှာဒနာယူဆန်လွန်းလာတော့လေထူးထူးဆန်းဆန်းဝါဒနာပါသူမှာအဖို့မှုစိတ်ဝင်စားစရာဖြစ်သည်ကအမှန်ပဲမြန်မာနိုင်ငံအထက်ပိုင်းတွင်ရှိခဲ့ဘူးသည်ဆိုတော့တမန်ကြားများအကြောင်းဘုဟုတုတအနည်းဖြင့်တင်ဆက်ပေးလိုက်ရပါသည်တမန်ကြားဆိုသည်မှာလူကနေကြားတွင်ပြောင်းလဲနိုင်သောမျိုးနွယ်စုကိုခေါ်ဆိုခြင်းဖြစ်သည်ထိုလူမျိုးကိုထမန်းလူမျိုးဟုလည်းခေါ်ဆိုကြပါသည်ထမန်းလူမျိုးသည်တိဘက်မြန်မာအစုဝင်တပ်အုပ်စုကွဲတွင်ပါဝင်၍မြန်မာနိုင်ငံအထက်ချင်းတွင်ခရိုင်ဤမြောက်ဘက်ရှမ်းကချင်နှင့်ချင်းနယ်မြေတို့ဆုံရဒေသတွင်နေထိုင်ကြပါသည်လူဦးရေ2000ခန့်ရှိ၏ထမန်းလို့ပြောဆိုသောစကားသည်ကချင်စကားနာဂစကားတို့နှင့်အဆက်ရှိသည်ဟုယူဆရပါသည်တို့ရတွင်ကဒူးစကားကဲ့သို့ပင်ရှမ်းနှင့်ချင်းတို့၏အငွေ့အသက်မကင်းသည်ကိုတွေ့ရပါသည်လူမျိုးအဆက်အနွယ်အားဖြင့်ကဒူးတို့နှင့်ဆက်မှုရှိသည်ဟုယူဆရပါသည်ထမန်းလူဦးရေမှာနဲပါလာပေရာထမန်းရွာဟု၍နာဂတောင်တန်းခရိုင်ဟုံမလင်းနယ်တွင်ထမန်းသည်တရွာတည်းသာရှိပါသည်ထမန်းတို့သည်လူစင်စစ်မှကြားအခစ်သို့ပြောင်းလဲ၍မိမိတို့ပိုင်ပစ္စည်းများကိုခိုးယူသူတို့အားဒုက္ခပေးလေရှိကြောင်းကိုရခင်အထက်ချင်းတွင်ခရိုင်ဝင်ဖြစ်ခဲ့ဘူးသူမစ္စတာဂရန်ဘရောင်းဆိုသူက1908ခုနှစ်၌စာအုပ်ရေးသားထုတ်ဝေခဲ့မှုပါသည်တမန်ကြားဆိုသည်မှာလူကကြားအဖြစ်ပြောင်းလဲသောမစ္စာအတက်တစ်မျိုးဖြစ်သည်ဟုယူဆကြပါသည်မူလအမည်မှာရှမ်းစကားထမန်ဖြစ်သည်ထမန်ကြားဟုခေါ်ရာမှာကာလရွေလာသောတမန်ကြားဖြစ်လာသည်ထမန်တို့သည်ရှမ်းလူမျိုးများဖြစ်ကြပြီးတစ်ချိန်ကအင်းတော်ကြီးအိုင်ဖြစ်လာမည့်နေရာတွင်စီခဲအမည်ရှိသည့်မြို့ကိုတီထောင်နေထိုင်ခဲ့ကြသည်စီခဲမြို့ရေအောက်ရောက်သွားပြီးနောက်ကျန်ခဲ့သောအဆက်အနွယ်များသည်အနောက်ဘက်သို့ရွှေ့ပြောင်းသွားကြပြီးအခြားသူများနှင့်သွေးနှောခြင်းမပြုဘဲအခြားသူများကလည်းယင်းတို့နှင့်သွေးနှောခြင်းမပြုတိကျနေထိုင်ခဲ့ကြသည်အခြားသူများကယင်းတို့ကိုထမန်များဟုခေါ်ကြသည်တမန်တို့ကလည်းမိမိတို့ပညာများကိုတားဆယ်မေးဆက်သင်ကြားပေးခဲ့ပြီးပြင်ပသို့မပေါက်ကြားအောင်ထိမ့်သိမ်းခဲ့ကြသဖြင့်ရင်းပညာတက်ကြောင်အခြားလူများမသိနိုင်ကြစီရှမ်းလင်းမြို့ရာဇဝင်တွင်စီခမ်းမြို့မှမင်းသားတယောက်သည်ကြားဖြူဘွားနှင့်တောလိုက်နေစဉ်တာပိန်မြညာရှိတိုင်းပြည်တစ်ခုမှရေထဲညောလာသောအမျိုးသမီးတဦးနှင့်အိမ်တောင်ကြရာမှမွေးဖွားလာသောကလေးများသည်နောင်ကြီးပြက်လာချိန်တွင်မိုးညင်မိုးကောင်းနှင့်မိုးမိတ်မြို့များကိုတီးထောင်နေဟုပါရှိသည်ထိုမင်းသားအားကြားဖြူရှင်ဟု၍သိရှိကြပေသည်ခရီးသွားလာရာတွင်လူခန္ဓာကိုယ်ဖြင့်သွားလာသည့်ထက်ကြားခန္ဓာကိုယ်ဖြင့်သွားလာသည်ကများစွာတက်တာခြင်းအမဲလိုက်ရာတွင်လက်နက်ကရိယာမလိုဘဲအချိန်ကုန်လူပန်းတက်တာခြင်းကြောင့်ရင်းလုပ်ငန်းများတွင်အသုံးပြုသည်ယခုအခါရင်းအယူဆများကွယ်ပြောက်သလောက်ရှိနေပြီဖြစ်သည်လူသားအဖြစ်မှကြားအဖြစ်သို့ပြောင်းလိုသည့်အခါကြားဖြစ်မိသူနှင့်အတူအဖော်တဦးလဲလိုအပ်ပါသည်ထိုအဖော်နှင့်အတူကြားအဖြစ်ပြောင်းမိနေရသို့တွားရောက်ရသည်အထူးသဖြင့်လူတို့နှင့်မနီးစပ်ရာတောထဲသို့တောရကကြားအဖြစ်ပြောင်းမိသူကဝတ်ထားသည့်အဝတ်စားများအားလုံးကိုချွတ်ပြီးပါလာသည့်အဖော်အားပေးထားရပါသည်ထို့နောက်အဖော်ဖြစ်သူမှအဝတ်အစားများယူကလုံခြုံမှုရှိသောအန်ဒီယကင်းသောတစ်ပင်အမြင့်ပေါ်သို့တက်နေရပါသည်ထို့သောတက်ရခြင်းသည်လူမှတမန်ကြားဖြစ်သောအခါမိမိအဖော်အားအန်ဒီယမဖြစ်စေရန်ဖြစ်၏ထို့နောက်ကြားထိမိသူကကြားစိတ်ကြားမှန်များဝင်လာရန်အစီအမံများကိုတဆင်ချင်းပြုလုပ်ကနောက်ဆုံးကျွမ်းသုံးကောက်ထိုးကကြားအဖြစ်သို့ရောက်ရှိသွားပြီးတောခေါင်လိုက်ရန်တောအတွင်းသို့စီးနှင်းဝင်ရောက်တော့၏တောအတွင်းသို့ဝင်ရောက်လာပြီးနောက်တွက်လက်ဖက်လက်သောရဲရင်စွမ်းအားပြေဝသောကြားတကောင်ကဲ့သို့တားကောင်များအားဖမ်းဆီးကိုက်ဖြိုဝတော်သည်တားကောင်များရရှိလာပြီးနောက်အဖော်ရှိရာသို့ပြန်လာ၏ထိုအခါအဖော်ကကြားဘဝမှလူသားပြန်ဖြစ်လာရန်သူ၏အဝတ်အစားများအားပြတာပေးရပါသည်အဝတ်အစားကိုမြင်မှတခီးပြီးတတိရလာပြီးလူစိတ်ပြန်ဝင်ကလူသားဘဝပြန်ဖြစ်လာလေသည်ထိုအခါမှအဖော်ဖြစ်သူကအဝတ်အစားများပေးပြီးတားကောင်များယူဆောင်ကရွာအတွင်းသို့အတူဝင်ကြလေ၏တမန်ကြားအတက်ပညာမှာအဓိက၃မျိုးရှိပါသည်၁မွေးကလေးကထူးခြားစွာပါလာသောတမန်ကြားအတက်၂ရိုးရိုးစင်ဆက်တက်ကျွမ်းခဲ့သောတမန်ကြားအတက်၃စီဝါမန်ဒန်တို့ဖြင့်တင်ယူထားသောတမန်ကြားအတက်တို့ဖြစ်ပါသည်တမန်ကြားပညာသည်များသည်တာမန်လူများကဲ့သို့ပင်ဖြစ်သည်ပုံတရံထူခြားမှုခနာကိုတိဆောက်ပုံထူခြားမှုလုံးဝမရှိတမန်ကြားအချင်းချင်းတော့သိကြပါသည်
တမန်ကြားပညာရှင်အချင်းချင်းတွေ့ပြီဆိုလျင်နှစ်ယောက်စလုံးကအမတ်တမဲ့ကိုယ့်ခြေတစ်ဖက်ကိုနောက်ဆုတ်လိုက်ကြပါသည်တယောက်ကိုတယောက်လေးစားသောအားဖြင့်ခြေထောက်ကိုနောက်ပြန်ဆုပ်သည့်ပုံစံဖြင့်အယိုတီးပေးခြင်းဖြစ်ပါသည်အထက်လန်းဆရာများနှင့်တွေ့သောအခါတွင်လည်းယခုလိုပင်ခြေတလန်းနောက်ဆုတ်သည့်အယိုတီးပေးပါသည်အောက်လန်းစွန်းစသည့်အတတ်ပညာရှင်များနှင့်တွေ့သောအခါတွင်မူရှေ့ကိုခြေနှလန်းတိုးပြီးမင်းတို့ကိုငါတိတယ်ဆိုသည့်ပုံစံပြပါသည်ဖုံးကြီးများသူတော်ရှင်များနှင့်တွေ့လျင်တော့နောက်ကိုခြေတလန်းဆုပ်သည်လက်အုပ်ချီသည်ငွေလူဒန်းသည်ဟုသိရပါသည်ခရက်ဒီဆရာလင်းညိုတာယာခရက်ဒီမနှောရမှာကြနေ